let's go အမမင်းကလေးတစ်ခုလောက်မင်းမယ်နော်တကယ်လို့မိုင်းဒီနေ့ပေါ့နော်ဘာစကားမှမပြောလို့ရှိရင်အမကြိုက်တာစားကြိုက်တာပဲညီမလိုက်ရှင်းပေးမယ်မိုင်းနာမည်ဘာလို့လဲ အမနာမည်ជីជីပါ ရှုံးပါပြီစကားမပြောပါဘူးအခုတစ်ခုလောက်ပြောမယ်နော်တကယ်လို့အကိုဒီနေ့ပေါ့နော်ဘာစကားမှမပြောလို့ရှိရင်အကိုကြိုက်တာစားကြိုက်တာပဲညီမရှင်းပေးမယ်အကိုနာမည်ဘာလို့လဲဒီဘာလာလောက်တာဟုတ်လေဟိုဘာလာလောက်တာလဲဘယ်သူနဲ့လာကြည့်ရပြီအကိုနိုင်ဝိုင်းဘာစားဘာပဲတီးတော့မလားဟာမဟုတ်လေပဲဆိုင်မခေါ်ရပြီအကိုနိုင်သွားပြီမဟုတ်ညီမကိုဝယ်ပေးမှာအခုဘာဝယ်မှာလဲအဲ့ကားဝယ်အဲ့ကားနင်တို့ဝယ်ပေးမှာလားအရုပ်လည်းဝယ်ပေးမှာမဟုတ်လည်းဝယ်ပေးမှာကားတော့မရဘူးလေရပါပြီစကားပြောလိုက်တော့ရပြီအခုဘာရိုက်မနေလဲဝယ်ပေးမှာလားဝယ်ပေးမယ်လေလို့ယူရပတ်စံပြန်မပေးဘူးနော်ကွက်ကိုပေးနော်ပြောပြီးတော့โอเคယူပေးမှာအပြောသဘောနဲ့များစုံမိတာပါလို့မစကားလေးပြန်လေးပြောအောင်လုပ်ပေးပါလားရကွာရကွာဟေးနေစကားများပြောလိုက်သလားလို့နော်မပေးဘူးဗီဒီယိုမှာ record ရှိရမပေးဘူးသွားနောက်ပြတ်သွားမေးပြီ